ကျွန်တော်တို့ကိုဖန်ဆင်းတဲ့အရှင်ကယ်တင်တဲ့အရှင်ပေးတဲ့ပညာတော်10ပါးကိုစောင့်ရှောက်ဖို့ရန်အတွက်မိတ်ဆွေနေနဲ့ပြောပါသလားရှက်နေပါသလားမဆောင်ရဲဘူးလားမပြောရဲဘူးလားကျွန်တော်မျိုးပညာတော်10ပါးစောင့်ရှောက်ရတာပြောပါတယ်ဘာကြောင့်မလို့ကျွန်တော်ပညာတော်စောင့်ရတာလဲဘရောမခရစ်တော်ဒုတိယအချိန်ကြွလာခြင်းကိုမျှော်လင့်တော်တတ်တမနဲ့ဥပ္ပအသင်းတော်အနေနဲ့ပညာတော်စောင့်ရှောက်ဖို့ရန်အတွက်ဘာကြောင့်မလို့တွင်တင်တာလဲအချက်ဆက်ချက်ကိုအနေနဲ့ကျွန်တော်ဖော်ပြပြလိုပါတယ်နံပါတ်1ပညာတော်10ပါးဟာဆိုလို့ရှိရင်တော့ထာဝရတည်တော်ပညာတော်ဖြစ်တယ်ဖျားခင်ကိုတော်တိုင်လက်ညှိုးတော်အဖြစ်အခရာတင်တော့ပညာတော်ဖြစ်တယ်ထုံမြောက်ကြံခန်းကြီး31အငယ်18မှာဆိုလို့ရှိရင်ဖျားခင်နဲ့တိနာတောင်ပေါ်မှာမောရှေနဲ့နှုတ်ဆက်တော်မူတဲ့အဆုံး၌လက်ညှိုးတော်နဲ့အခရာတင်တော်တက်တေခံချက်ကြောက်ပြားနှစ်ပြားကိုပေးတော်မူ၏ပညာတော်10ပါးဟာဆိုလို့ရှိရင်တော့ထာဝရတီကြောင်းကိုလက်ညှိုးထိုးနေတာဖြစ်တယ်ဒီအတွက်ကြောင့်မလို့ကျွန်တော်မျိုးအနေနဲ့ဒီပညာတော်10ပါးကိုစောင့်ရှောက်ခြင်းဖြစ်တယ်နံပါတ်2ပညာတော်10ပါးဟာအပြစ်ဆိုတာဘာလဲဆိုတာကိုအတိတ်ပဲဖွင့်ပေးတာဖြစ်တယ်ပညာတော်တာမရှိဘူးဆိုလို့ရှိရင်အပြစ်ဆိုတာကျွန်တော်မျိုးသိမှာမဟုတ်ပါဘူးတိရအခန်းကြီး3အခန်းငယ်4မှာဆိုလို့ရှိရင်ဒုစရိုက်ကိုပြုတ်တော်သူမိဒီကပညာတော်ကိုလွန်ကျူ၏ဒုစရိုက်ဒီကပညာတော်ကိုလွန်ကျူးခြင်းဖြစ်တယ်ပညာတော်မရှိဆိုကျွန်တော်အပြစ်ကိုမသိဘူးဒီတော့ကြောင့်ဒီပညာတော်ကြည့်ချင်အဖြစ်ကျွန်တော်မျိုးလှုပ်တာမကောင်းဘူးကျွန်တော်တို့ပြောတာမကောင်းဘူးဆိုမှကျွန်တော်သိနိုင်တာဖြစ်တယ်ဒါဒုတိယတစ်ချက်တတိယတစ်ချက်အနေနဲ့သခင်ခရစ်တော်ဖခင်ကိုတော်တိုင်ကပညာတော်စောင့်ရှောက်ခဲ့တယ်စောင့်ရှောက်ဖို့လည်းတွင်တင်တော်မူခဲ့ပါတယ်မဿဲအခန်းကြီး19အငယ်19မှာဆိုလို့ရှိရင်အသက်ရှင်ခြင်းတို့ဝင်စားလို့လျှင်ပညာတော်တို့ကိုစောင့်ရှောက်လို့မိန်တော်မူ၏သခင်ခရစ်တော်ဖခင်ကိုတော်တိုင်ကကျွန်တော်တို့ကိုပညာတော်စောင့်ရှောက်ဖွင့်အတွက်မှားကြခဲ့ပါတယ်ဒီတော့ကြောင့်မလို့ကျွန်တော်ကိုကယ်တင်တဲ့အရှင်ရဲ့စကားကိုကျွန်တော်နားထောင်တယ်ကယ်တင်တဲ့အရှင်ကိုချစ်လို့ကျွန်တော်ပညာတော်ကိုစောင့်ရှောက်ခြင်းဖြစ်ပါတယ်နံပါတ်4သခင်ခရစ်တော်ဖခင်ကပညာတော်ကိုမပယ်ဖြတ်ခဲ့လို့ဖြစ်ပါတယ်ရှမတဲ့ခန်းကြီးကအငယ်ဆက်ခွင်မှာကျွန်တော်ဗာတွေ့နိုင်တယ်လေပညာတိကျမ်းအနာဂတိကျမ်းများကိုပယ်ဖြတ်ခြင်းကငါးလားတွေဟုမထင်ကြနဲ့ပယ်ဖြတ်ခြင်းကငါးလားတွေမဟုတ်ပြည့်စုံစေခြင်းငါးလားတည်းပယ်ဖြတ်ဖို့နေနေတာပြည့်စုံစေဖို့ရန်လက်တွေ့လိုက်လျှောက်ဖို့ရန်အင်္ဂလိပ်လူကြတော့ fulfill ပြည့်စုံစေဖို့လက်တွေ့လှုပ်ဆောင်ဖို့ရန်ဖြစ်တဲ့အတွက်ကြောင့်မလို့သခင်ခရစ်တော်ဖခင်ကိုယ်တော်တိုင်ကမပယ်ဖြတ်ခဲ့ဘူးပုံမပြည့်စုံစေဖို့ရန်စောင့်ရှောက်ဖို့ရန်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်မျိုးလည်းပဲကျွန်တော်ရဲ့သခင်လှုပ်တဲ့လှုပ်ခြင်းတဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်ပြင်တော်စေပါကိုစောင့်ရှောက်ခြင်းဖြစ်တယ်နံပါတ်5တစ်ချက်အနေနဲ့ပြင်တော်စောင့်ရှောက်ခြင်းအဖြစ်နားထောင်ခြင်းထို့ပြင်မကပဲနဲ့ကျွန်တော်ချင်းမြတ်တာဒီပညာတော်စောင့်ရှောက်ခြင်းအဖြစ်ပဲကျွန်တော်ဖော်ပြနေရဖြစ်တယ်။ယောဟန်အခန်းကြီး14အငယ်15ထဲမှာငါကိုချစ်လင်ငါပညာတော်ကိုစောင့်ရှောက်ကြလော။သခင်ခရစ်တော်ဖခင်ကကျွန်တော်တို့ကိုတောင်းဆိုနေပါငါ့ကိုချစ်ပါသလား။ငါ့ကိုချစ်တယ်ဆိုငါပြီးတဲ့ပညာတော်ကိုစောင့်ရှောက်ပါ။မိတ်ဆွေနဲ့ချစ်သလားကျွန်တော်ချစ်တဲ့ဒီတော့ကြောင့်မလို့ကျွန်တော်ပညာတော်ကိုစောင့်ရှောက်ခြင်းဖြစ်ပါတယ်။ပညာတော်စောင့်ရှောက်ခြင်းအဖခင်ကိုတကယ်ချစ်ကြောင်းတက်တည်ပြတဲ့တက်တည်ဖြစ်ပါတယ်။နံပါတ်6ချက်အနေနဲ့ပညာတော်ဟာဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့နှလုံးသားထဲမှာဖျားခင်ရေးထားပြီးတဲ့ကြောင့်မလို့ကျွန်တော်မျိုးပညာတော်10ပါးကိုစောင့်ရှောက်ရခြင်းဖြစ်ပါတယ်။ယေရမိအခန်းကြီး31အငယ်33မှာတော့လကောင်းဟေဘရဲအခန်းကြီး8အငယ်30မှာကျွန်တော်နှစ်ခုကိုဖတ်ကြည့်တဲ့အခါမှာအတူတူပဲဖြစ်နေတယ်။ဘာဖော်ပြထားပါသလဲ။ငါထာဝရဘုရားသည်ငါ၏ပညာတရားကိုသူတို့အတွင်းထဲသို့တွင်းမည်။သူတို့၏နှလုံးပေါ်မှာရေးထားမည်။ငါသည်သူတို့၏ဖျားဖြစ်သည်သူတို့တွေလည်းငါ၏လူဖြစ်ကြလိမ့်မည်ကျွန်တော်တို့နှလုံးသားထဲမှာရေးမယ်ဆိုမှဘုရားခင်ကိုယ်တော်တိုင်ကပြောခဲ့ပါတယ်ဘုရားခင်ဟာဒီပညာတော်10ပါးကိုမပယ်ဖြစ်ခဲ့ပါဘူးနှလုံးသားထဲမှာပူပြီးမှတည်တံ့ခိုင်မြဲစေပါတယ်ကျွန်တော်ရဲ့နှလုံးသားထဲမှာဘုရားခင်ရေးထားပြီးတဲ့ကြောင့်မလို့ကျွန်တော်မျိုးပညာတော်10ပါးကိုစောင့်ရှောက်ရခြင်းဖြစ်ပါတယ်နံပါတ်9ချက်တမန်တော်များအနေနဲ့လည်းဒီပညာတော်ကိုစောင့်ရှောက်တယ်လို့မျိုးလိုက်နာခဲ့တယ်ဆိုကျွန်တော်တွေးနိုင်တယ်။ယောမအခန်းကြီး3အငယ်31မှာပါတွေးနိုင်တယ်လေ။တုတ်ပြစ်ခင်ယုံကြည်ခြင်းအဖြစ်ငါတို့ဒီပညာတရားကိုပေကြတယ်လို့အလင်းမပေတာ၍တည်စေကြ၏။ကျွန်တော်တို့ယုံကြည်ပြတော့မှပညာတော်ကိုပေသလားမပေဘူးကျွန်တော်တို့ပိုးပြတော့မှတည်စေတယ်။ဒီအတွက်ကြောင့်ဘုရားရှင်ကိုချစ်တော်သားသမီးများအနေနဲ့ပေဖို့စဉ်းစားဖို့မကြောက်ပိုးပြတော့မှတည်စေဖို့ဖြစ်တယ်ဒီအတွက်ကြောင့်မလို့ကျွန်တော်မျိုးအနေနဲ့
ကျွန်တော်ကိုကဲတင်တဲ့အရှင်ကိုချစ်တယ်ယုံကြည်တဲ့ဒီအတွက်ကြောင့်မှကျွန်တော်မျိုးပညတ်တော်ကစောင့်ရှောက်ခြင်းဖြစ်တယ်ယုံကြည်ခြင်းကပုံမှုနာခံခြင်းကိုဖြစ်ပေါ်စေတာဖြစ်ပါတယ်နံပါတ်၈ချက်အနေနဲ့ပညတ်တော်စောင့်ရှောက်ခြင်းဟာဘုရားသခင်ကိုချစ်ကြောင်းစစ်မှန်သောချစ်ခြင်းမြတ်တာကိုပြသခြင်းဖြစ်တယ်တိယောခန်းခြင်းနဲ့အငယ်3ကနေ4မှာဖတ်တဲ့အခါမှာထိုသခင်ကိုကိုယ်တိုင်သိကျွမ်းနေကိုအဘယ်သူသိရတဲ့နည်းဟုမူကားပညတ်တော်ကိုစောင့်ရှောက်ခြင်းသိရသည်ထိုသခင်ကိုငါသိ၏ဟုပညတ်တော်ကိုမဆောင်ဘဲလျက်သို့တော်သူသည်မူတာကိုတုံးတော်သူဖြစ်၍ထိုသူနဲ့တစ္ဆာမရှိကျွန်တော်ဘုရားခင်ကိုချစ်တယ်ပြောပြမှာဘုရားခင်ပေးတဲ့ပညတ်တော်ကိုမဆောင်ရှောက်ဘူးဆိုလို့ရှိရင်ထိုသူကဘာဖြစ်လဲတစ္ဆာမရှိလူလိမ်ပဲတဲ့ချစ်တဲ့ဆိုပြမှာမလိုက်ရှောက်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့လူလိမ်ပဲချစ်သူဤစားကြတာမှာအိမ်ထောင်ဘဝမှာတကယ်ချစ်တယ်ဆိုရှင်တော့စကားနားထောင်ရဒါရုပ်ရှင်းရှင်းလေးပါပဲနံပါတ်9ချက်အနေနဲ့နောက်ဆုံးတော့အချိန်မှာဆိုလို့ရှိရင်ဘုရားသခင်ရဲ့သားသမီးများပညတ်တော်စောင့်ကြတယ်ဗျာဒိတ်ကြအခန်းကြီး14အငယ်7မှာကျွန်တော်ဗာတွေ့နိုင်တယ်လေဘုရားသခင်ပညတ်တော်ကို၎င်းယေရှုယုံကြည်ခြင်းကို၎င်းစောင့်ရှောက်တော်တန်ရှင်းတို့သည်ဤရာနဲ့တီးခံเสียအကြောင်းရှိ၏နောက်ဆုံးတော့ကာလအချိန်မှာဆိုလို့ရှိရင်စာရနောက်လိုက်မယ်ဒါ့စိတ်ကိုလည်းခံပြတော့မှဘုရားသခင်စကားကိုနားမထောင်တဲ့သူများဆိုလို့ရှိရင်တော့ဘုရားသခင်ရဲ့ဒေါသကိုခံစားရလိမ့်မယ်မိထဲမှာရောက်သွားလိမ့်မယ်ဆိုတဲ့အကြောင်းဖော်ပြထားတယ်ဒါပေမဲ့အဲ့ဒီနေရာမှာဒုက္ခမခံစားရမိထဲမရောက်မဲ့ဘုရားသခင်အမျက်ဒေါသဖလားကိုမခံရမဲ့ပုံကိုယ်တွေကဘယ်သူတွေလဲဘုရားသခင်ပညတ်တော်တို့ကိုလည်းကောင်းဘုရားသခင်ပညတ်တော်ဆောင်ရှောက်တော်သူများဖြစ်တဲ့ယေရှုယုံကြည်ခြင်းကိုလည်းကောင်းဆောင်ရှောက်တော်သူတို့ဒီဤရနဲ့တီးခံเสียရှိ၏တို့တို့ဆိုရစရာမလိုဘူးတဲ့ဒီတော့ကြောင့်မလို့ကျွန်တော်ဘုရားသခင်ချစ်တယ်ဘုရားသခင်နဲ့အတူအမြဲနေချင်ပါတယ်ဒီတော့ကြောင့်မလို့ကျွန်တော်ဘုရားသခင်ရဲ့ပညတ်တော်ကိုဆောင်ရှောက်ခြင်းဖြစ်ပါတယ်ပညတ်တော်ဆေပါဆောင်ခြင်းဟာကျွန်တော်တို့ဘဝမှာကောင်းခြင်းမင်္ဂလာနဲ့အသက်တာရှည်ခြင်းကိုဖြစ်စေပါတယ်ပညတ်တော်မဆောင်တော့အိမ်ထောင်မိသားစုလူပုဂ္ဂိုလ်လူအတိုင်းအဝိုင်းနိုင်ငံတော်ဘယ်တော့မှပျော်ရွှင်မှာမဟုတ်ပါဘူး။ဘာကြောင့်စီးမမရှိတာကျွန်တော်ခဏခဏပြောကြရင်နော်တရားဥပဒေစိုးမိုးရေးဥပဒေမဆောင်တော့နိုင်ငံတော်ဥပဒေမဆောင်နိုင်ငံမှာပျော်ရွှင်ခြင်းမရှိဘူးပေါ့။ဒါပေမဲ့ကျွန်တော်မျိုးဘုရားသခင်ချစ်တဲ့ဘုရားပေးတော့ပညတ်တော်ကိုကျွန်တော်တို့ဆောင်ရှောက်ခြင်းပါတယ်။ဘာကြောင့်လဲ။ဘုရားသခင်ပေးတော့ထာဝရအသက်ကိုကျွန်တော်တန်ဖိုးထားလို့ဖြစ်ပါတယ်။ဘုရားသခင်ကိုချစ်လို့ဖြစ်ပါတယ်။တရားဟောရကြံခန်းကျငါငယ်33မှာဆိုလို့ရှိရင်တင်းတို့ဝင်စားလာတန်တော်ပြည်၌တင်းတို့သည်တေဘီလွတ်လျက်ချမ်းသာရ၍အသက်တာရှိမည်အကြောင်းတင်းတို့၏ဘုရားသခင်သာရဘုရားမှားထားတော်မူသောလမ်းအပေါင်းတို့၌ရှောက်သွားရကြမည်အသက်တာရှိဖို့ရတဲ့ကောင်းချီးမင်္ဂလာရဖို့ရတဲ့ဘုရားသခင်ပေးတဲ့လမ်းကိုလိုက်သွားပါကျွန်တော်တို့ဘုရားသခင်ကိုချစ်တယ်ဒီအတွက်ကြောင့်မလို့ဘုရားသခင်ကကျွန်တော်တို့အကောင်းဆုံးကိုသိတယ်ပြင်ဆင်ပေးတဲ့အရာကိုကျွန်တော်အနေနဲ့လိုက်လျှောက်ချင်ပါတယ်အသင်းတော်ပြောတာထက်ပါစတာပြောတာထက်ဆရာကြီးတွေပြောတာထက်ဘုရားခင်ပြောတော့ကျွန်တော်ယုံတယ်။ဘာကြောင့်လဲကျွန်တော်ကိုဖန်ဆင်းတဲ့အရှင်ဖြစ်တဲ့ကျွန်တော်ကိုကယ်တင်တဲ့အရှင်ဖြစ်တဲ့နေ့တစ်ခါမှကျွန်တော်ကိုကောင်းတယ်ပြန်ခေါ်သွားဖို့ရတဲ့ဂတိပေးတယ်လို့မတဲ့နေ့တစ်ခါမှကျွန်တော်ခေါ်သွားမှဖြစ်တယ်။ဒီတော့ကြောင့်မလို့နောက်ဆုံးတော့ကာလမှာကျွန်တော်တို့ဘုရားခင်ရဲ့စကားကိုနားထောင်ခြင်းနဲ့တာသမီများလား။တော့ဘုရားခင်စကားကိုညှင်းပယ်ခြင်းနဲ့တာသမီများဒါကိုယ့်ကိုဆုံးဖြတ်ရမှာဖြစ်ပါတယ်။နောက်ဆုံးမှဆိုလို့ရှိရင်ကိုယ့်အဆွေအဖိုးအလုံးဟာကိုယ့်အသက်ကိုစွန့်ခြင်းမြတ်တာထက်တာ၍မြတ်တော်မြတ်တာတဲ့အဘယ်သူနိုင်များမရှိကျွန်တော်တို့ကဘုရားခင်ကိုချစ်လို့ကျွန်တော်တို့အသက်ကိုယ်တော်ပေးပြီးသွားပါပြီမိတ်ဆွေအနေနဲ့ကောဘုရားခင်ပေးတဲ့ပညတ်တော်ကိုစောင့်ရှောက်ဖို့ရန်အတွက်တွန့်တုန်နေတော့ပဲလားကြောက်နေတော့ပဲလားရှက်နေတော့ပဲလားတင်းတို့ဟာငါအတွက်မရက်တီမယ်ဆိုလို့ရှိရင်တော့တင်းတို့တို့ငါရက်တီပေးမှဖြစ်တယ်တဲ့လူများရှိမှငါ့ကိုညှင်းပယ်တယ်ဆိုရှင်ဖခင်မျိုးရှိမှတင်းတို့ကငါညှင်းပယ်မှဖြစ်တယ်နောက်ဆုံးမှာကျွန်တော်မျိုးဘာကြောင့်မလို့ပင်ရတော့ဆောင်ရှောက်ရတာလဲဘုရားကိုချစ်လို့ဖြစ်ပါတယ်ကျွန်တော်ကိုကဲတင်တယ်ကျွန်တော်ကိုဖန်ဆင်းတယ်ကဲတင်တယ်ကောင်းတဲ့ပြန်ခေါ်သွားမယ်ဆိုပြမပေးတဲ့ဂတိပေးတဲ့အရှင်ကိုကျွန်တော်ချစ်လို့ကျွန်တော်ပင်ရတော့စေပါကိုဆောင်ရှောက်ရခြင်းဖြစ်ပါတယ်မိတ်ဆွေနေနဲ့ကောဘုရားခင်ပင်ရတော့ဆောင်ရှောက်ခြင်းပါသလားတော့မို့ညှင်းပယ်နေတော့ပဲလားမလုပ်ဘူးလို့ပြောနေပါသလားကိုကိုပြန်မေးကြည့်ပါပါစာကကိုကဲမှာမဟုတ်ဘူးတင်းတော့ကဲမှာမဟုတ်ဘူးကိုပြန်မေးပြမဘုရားခင်အလိုတော်တိုင်းစစ်မှန်တော်နာခံခြင်းပင်ရတော့စောင်းနိုင်တော်တာသမီများဖြစ်နိုင်ကြပါစေအ
အရောက်စစ်တိုင်းပေါ်ဖြတ်ရှင်ကောင်းချီးချပေးပါစေ။